ကရမမမီမတွေ့တာကြားလို့လားမသိဘူးအရန်ချောအရန်လှပြီအရန်ခန့်လာရနော်ပေါက်လို့ပဲစားနေလားမပြောနဲ့နေဘာဖြစ်ဟမ်ကိုကကိုထိုင်ရင်မွေးအိမ်ထဲမှာအေးစစ်စစ်မူးပါလားကြည်စားလက်ထဲမှာလဲဓာကြီးနဲ့ဘာလဲရွာထဲကိုပတ်ပြီးရှောက်ရမ်းအောင်မလို့လားပါတယ်မင်းရဲ့လုံရက်ကလေရက်ရွာအေးချမ်းပါရရေးကိုအများကြီးအနောက်ချက်ဖြစ်စေတယ်နော်မြို့ကဖမ်းပြီးထောင်ချလို့ရတယ်နားလေလားအဲ့လိုမောပါဘူးဥက္ကရမမီရဲ့ဥက္ကရမမီကသားကြောင့်တည့်ရတာနဲ့ဥက္ကရမမီကဒီရွှေမန်းတို့ရွာကိုဘလောက်ပြီးချစ်တယ်ဆိုတာတတ်သိပါတယ်မမီရဲ့ပြီးတော့ဥက္ကရမမီကဒီရက်ရွာတန်ရှင်းတာယာလှပရေးကိုဘလောက်အလေးထားရဆိုတော့တတ်သိလေအဲ့ဒါကြောင့်တားကတယောက်တည်းဒီနားမှာမျက်တွေကိုခုတ်ထွင်ရှင်းလင်းရေးတွေပါလို့ဘယ်သူမှတော့ခေါ်လို့မရဘူးတားတယောက်တည်းလောက်ရတာမမီးရဲ့အပြီးတော့ဟိုပါလေဟုတ်လားဟိုးပဲမှာလေဘယ်တော့မှသုံးစားလို့မရတဲ့ကျက်စုပင်းနေတောင်တားအမြင့်ကနေဆွဲလန်ခဲ့တာသိလားမမီးဟိုလိုက်တဲ့မာမီဆိုတာမိုးမွန်နေတာပဲဟုတ်ပုံသူများသားတဲ့ငါပြောကောမပြောလိုက်ချင်ဘူးဒီတို့တူကြီးမြောက်လို့အချစ်ကိုမကောင်းတော်တော်တူတယ်ဟုတ်လားမမီးကလည်းတာမမီးကိုအမေလိုသဘောထားပြီးတော့မမီးလို့ခေါ်တာပါနော်ပြောပြဟာတိတာဒီနေတော့တရားလာပြီတော့ငါလုံးဥက္ကရမရဲ့သမီးကိုငါလုံးဥက္ကရမရဲ့ရှိပါနေဒါမျိုးပြောရမြို့လေငါဘလို့ပုံမှန်တမီးအရင်ရင်ကောင်းမလားမသိတော့ဘူးခေါ်ချခေါ်ချကလည်းမဒိဘူးပုံရနေဟာဘယ်နည်းဟိုကောင်မနဲ့ကောင်မှုနဲ့မားကုန်ပြီကြာပါလေပုံမှန်တွေဆက်ဆက်တက်ဖို့လောက်စားဟာမလေးမလားနော်နောက်ကဒီတဲ့နာမည်မဒါနမူနာပဲရှိသေးတယ်နော်တာမတော့ဒီကွငါပြောသွားလိုက်တာဟမ်ဒီလိုတူရင်းတွေကအတူတူပဲဒီလိုသားပြီးတော့မှတက်ချရာတဲ့ခင်မို့နင်ကဥက္ကဋ္ဌမသမီးဆိုမန်တက်ပြနေရပေါ့လေဟုတ်လားအမကြီးနားလိုက်တာပေါ့နားလေးအောင်ပါမင်းဟာဖူးရုံမဟုတ်ဘူးကနည်းနည်းလေးတော့ပေါက်မင်းကွာတက်ဖို့မှတူတာများခန်းတယ်ကွာအဲ့တက်ဖို့မှလေဥက္ကဋ္ဌမအမိန့်ပေးလို့လှုပ်တာပါနောက်မှဆိုရင်ချက်ပေါင်းမျက်နှာနဲ့ကျွန်တော်မလှုပ်ပါဘူးတဲ့နေသမ်းမင်းဘာကိစ္စထိုင်းတော့လို့ရှိတော့ကကျွန်တော်မြောက်ပေးတာအတင်းတိုက်တာမတော့ဘူးဆိုရင်အချောက်ပဲတဲ့စံကွန်းနဲ့အတူတူပဲတဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တောက်လာတာမခံသေးလို့ဟာမတော့နဲ့ငါတူသူများတိုက်တိုင်းလဲထေးကိုမတော့နဲ့သူများကြိုက်တိုင်းလဲခင်မုံမကြိုက်နဲ့သူများတိုက်တိုင်းထေးတော့ကြာရင်မင်းထေးသမားဖြစ်မယ်သူများကြိုက်တိုင်းခင်မုံကြိုက်ရင်ဥက္ကဋ္ဌမသမီးဆိုတော့မင်းအလွမ်းသမားဖြစ်မယ်ဝိုင်းစိန်မဆိုတာလေဟိုးရင်ထဲကရွာမှာပစ္စည်းဥစ္စာရှိတော့အခြေရခက်ကြီးကြီးယူတာတော့မှလေရွာမြက်ကိုရွာနွားမစားဘူးဆိုပြီးတော့မြို့သားကိုယူတာဗျာဦးလေးကလည်းဒေါ်လေးဝိုင်းစိန်ကချောလုံးလို့ဦးလေးကအယူမှုကြိုက်ခဲ့ပြီးမှကြံရင်ဖြစ်ခဲ့တာလေထည့်ပြောလေဟောကမှဝါမင်းကလည်းအဲ့ဒါငယ်ကျန်တော့ယူလို့ကြိုက်ခဲ့တာယူလို့ကြိုက်ခဲ့တာမဟုတ်ပါဘူးဦးလေးရဲ့ကြိတ်လို့ယူတယ်လို့ပြောစမ်းပါဦးလေးကဒေါ်လေးဝိုင်းစိန်အိမ်ရှိမှာမင်းလေးစလုံးနဲ့သွားကြွေတာလေဟမ်သူ့ဘိန်းလေးဝါနဲ့အထုကောင်းလို့တကယ်ပဲသွားကြွေခဲ့ရတယ်မလားအဲ့ဒါတကားတည်းပါကွာမင်းကလေညာဘက်ကြီးဒေါ်လေးဝိုင်းစိန်အိမ်အောက်ကိုသွားချောင်းတာသူ့အဖေကသခိုးနဲ့မားပြီးလိုက်တော့ဦးလေးကထွက်ပြေးအင်တာကျွေးနဲ့ပြုတ်ကြတယ်ဆိုတာဟမ်အဲ့ဒါလည်းတခါတည်းပါကွာဒေါ်လေးဝင်းစိန်ကဖျားပွဲသွားရင်းနဲ့နောက်ကနေလိုက်ပြီးတော့ပွင့်ကင်းလေးမှာကတ်စကားပြောနေတဲ့အချိန်မှာအကြီးလေးပွေးတုံးနဲ့မာပြီးပြောမိတယ်ဆိုတာရောအဲ့ဒါလည်းတခါတည်းပါကွာဒေါ်လေးဝင်းစိန်ယူသားနဲ့ယူသွားတော့ဦးလေးကကြီးကျယ်ပေါက်ခွဲပြီးဓာတ်ဆွဲပြီးတော့လိုက်သွားတာပို့ရောက်တော့မင်္ဂလာပွဲအတွက်ထင်းလာခွဲပေးတာပါပြီးထင်းခွဲပြီးပြန်လာတယ်ဆိုတာရောအဲ့ဒါလည်းတခါတည်းလက်လိုက်တာဦးလေးရဲ့ဦးလေးတခါတည်းမနှဲမနှောပါလားဦးလေးရဲ့ဦးလေးရဲ့အခုမှရှက်မနေပါနဲ့ဒီမှာအချစ်ဆိုတော့လူလေးနဲ့မကင်းနိုင်ဘူးနော်အချစ်ကိုဥပဒေနဲ့လည်းတားလို့မရဘူးတမင်းနဲ့လည်းချင်းတားလို့မရဘူးဟုတ်လားအောက်တိုင်းကြောင်နေလာလွတ်ပြီနော်အဲ့ဒီဝိုင်းစိန်ဆိုတဲ့ဥက္ကဋ္ဌမှာမာနကြီးကြီးအမိရခတ်ရှိရှိဖြစ်တယ်သူ့သမီးခင်မောကလည်းသူ့အမေအချိုးတိုင်းပဲလားသူ့အမေလောက်မကြီးကျယ်ဘူးဆိုရင်တော့သူ့အမေနီးပါးလောက်တော့ကြီးကျယ်မှသိတာ
မင်းငါလိုကြံရင်ဖြစ်ရှင်သွားမချင် ဦးလေးကလည်းကျွန်တော်ကဦးလေးတူဆိုပေမဲ့လေဦးလေးလိုမျိုးပဲအင်တာကျွင်းလေးကိုပြုတ်ကြလောက်အောင်ထီတော့မကြောက်ပါဘူးဦးလေးဟမ်ခေါင်းပေါက်ယုံလေးပါဟုတ်ရခေါင်းလေး ဟဲ့ကောင်းတယ်အဲ့ဒါဦးလေးကိုပြင်မလို့ချက်ချင်းငရဲကြလားအောင်းနေ နင့်တက်တည်းကဘာဖြစ်လို့ကြာလာတာတော့ချက်ဖောင်းနေမြကွာပါဟဲ့နှိမ့်စမ်းပါတေးသေးချာချာငါကြာမှကြိုက်တာ နေဒါပဲဥက္ကဋ္ဌမကြီးရေဥက္ကဋ္ဌမကြီးကိုအကျော်တင်းတာ စကားတွေပြောနေဒီဘက် မမီစိတ်ရပါတယ်နင့်ကြောင့်ငါအိမ်မြန်မြန်ပျော်မှာပဲဘာဖြစ်လာတာတော့ ကိုမမောင်ကျော်ကြီးလာတယ် ဘာဒီပြောနေမှမသိဘယ်ကကိုမောင်ကျော်ကကြီးလာတာတော့ မမီကလည်းသူ့အကွာအဖလေလူငယ်ဥက္ကဋ္ဌလေပြီးတော့အဲ့အဖရဲ့ညီကိုမမောင်ကျော်ကြီးကိုပြတာကဘချတော်မဲတာပဲ အဖရင်ဆိုတော့အဖလေးပေါ့ဟဲ့ခင်မောင်တော့ချက်ဖောင်းတော့ဒီမှာအဖလေးလာတယ်လာပြန်လာကြအောင်အဖလေးကပြေးပါအဖလေးလာအဖလေးတို့ကျွန်တော်ကဘာလို့လဲဘယ်တော့မှလာခဲ့ဆက်ပါလို့လည်းမသိအောင်ပါလေ ကိုကျော်လာတော့ကိုကျော်ရဲ့ကိုမောင်ကလိုက်တာကိုကျော်လေမတရားကြောက်လာတော့ပိုချောပိုလာပိုခက်ပိုမိုက်ပြီးတော့ကိုတောင်းလာတယ်နော် သွားသမ်းပါ ကိုလေအဲ့ဒီပေးပါလားကိုဖော်မရဲ့ ဟာဘယ်ဖောမမှာလဲဘောကပါဗျ အဲ့ဒီမသွားလို့ပါအဲ့ဒီလေကိုပေးပါလားလို့ကိုဖော်ခိုင်း ကဲရောက်ဒီကဲ အမလေးလေးလိုက်တာ ဘာလေးတို့ရောက်လာပြီလားရှင်ဥက္ကဋ္ဌမကြီးစောင့်နေပါတယ်ကြွပါရှင် ဟဲ့ကဲကြွပါကိုဖော်ခိုင်း ဘာလေးအိမ်မော်ကြွပါရှင်ဥက္ကဋ္ဌမကြီးရှိပါတယ် ကိုဖော်ကဖော်မှာပဲဒီဘက်ကိုလာ ဘယ်လိုလဲ ဒီဘက်ကို ကြွပါပါလေးကြွပါဘာလေးကလည်းလာမယ်ဆိုနည်းနည်းပါးကြုံပြောတာမဟုတ်ဘူးကျမရွာထဲကနေထွက်ကြုံနေမှာပေါ့အဘာလေးလိုလူမျိုးကျမတို့ရွှေမန်းတို့ရွာကိုလာတာလေကျမတို့ရွာအတွက်တော့စုလက်ကြီးတစ်ခုရလိုက်တာနဲ့အတူတူပဲကျေးဇူးလက်တင်အရန်လဲဝါသာပါတယ်ရှင်ဒါနဲ့ချက်ကန်းတာလို့ပါပါရဲ့နော် ဩမာလို့ပဲကျုပ်ဒီရွှေပန်းတော့ရောက်လာခဲ့ပြီလေကြာကဲဥက္ကဋ္ဌမရောရွာမှာအဆင်ပြေရဲ့လားပွဲစည်းတန်းနဲ့ဇီတီပဲမှောက်ကြသလိုပဲလား ဒီလိုပါပဲဘာလေးရဲ့ကျမလဲလင်းသူစားစရန်ဆိုတယ်လို့မောက်ကြတဲ့စီလီပန်းတွေကရသလောက်တော့နှိုက်စားလိုက်တာပဲဘာကြည့်ရလားဟိုနည်းနည်းခီးမလောက်ဝင်ရတယ်ဟိုရေးကိုခွက်ကြည့်တာပူနေမြန်သွားကြည့်ချက်ဖောင်းမြန်ထွက်လိုက်စမ်းခီးပန်းလာတဲ့တင်တယ်လမ်းတော့နည်းနည်းကျန်းတယ်လေချက်ဖောင်းရောက်တော့အေးလူရဲ့လာစမအသားနှုံးမလားဒါကျမတို့စီကစိတ်မှုလေချက်ဖောင်းနဲ့ချက်ဖောင်းအဖလေးကဒီနေ့အိမ်မှာညနေစာစားမှာနော်အဲ့တော့ကြွားထဲမှာဝက်တာလေးသွားယူချက်ရှိတဲ့ကချက်ဆွဲခဲ့ဘဲရှိတဲ့ကဘဲယူခဲ့ဘူးသီးရှိတဲ့ကဘူးသီးယူလာခဲ့ပြီးတော့ရွာလေးကရှောင်းရင်းဆိုင်မှာအကောင်းစားအရက်တပလေးရွာခဲ့မမေ့နဲ့နော်မြန်မြန်သွားပြီးမြန်မြန်ပြန်လာလေးရှင်နေနဲ့ကြွမြန်မြန် ဟုတ်ကဲ့ဟုတ်ကဲ့ မြန်သွားတော့ဟောဒါနဲ့မချမ်းဟိုအဖတော်မလေးကိုတစ်ခေါက်ရွာကိုလာပြီးတည်းကနောက်တစ်ခေါက်ပြန်မလာအတော်ကြာသွားပြီသူနေလို့ထိုင်လို့ကောင်းရဲ့လားအဖလေးပြန်มาပဲအဖကြိတ်တက်တယ်ပြားရည်စစ်စစ်ကျမထည့်ပေးလိုက်ဦးမယ်မှားထားတာကိုရောက်နေပြီ ဥက္ကဋ္ဌမရောတော့ရန်အလိုက်သိတယ်ဗျာကိုကတော့ပြောနေသေးတယ်ဟိုအရင်တစ်ခေါက်ဥက္ကဋ္ဌမထည့်ပေးလိုက်တဲ့ရားရည်တို့ဆက်သားကြောက်တော့အရန်ကောင်းတာပဲတဲ့ ကျမအဖကြိတ်ကိုသိတယ်လေအခုလိုအဖကြိတ်တယ်လို့ပြောတော့အမလီကျမပြေကိုဂုံလို့တော့မစုံတော့ဘူးသိတယ်မလားဟိုကျမနဲ့ဟိုအဖတို့ဆက်ဆိုင်ရလေဟိုခါတော်ဆမိဝါတော်ဆဆိုတယ်လို့ဟိုမင်္ဂလာတရားတော်နဲ့သိတယ်မလားအဖလေးရဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေ ဒီကလည်းဥက္ကဋ္ဌမရောတိတ်သဘောကျတာ ကျမလည်းဘာမှမသိသဘောကြတာ နောက်တစ်ချိန်ရွေးကောက်ပွဲကြရင်လေအကူကြီးကဥက္ကဋ္ဌမကြီးကိုဥက္ကဋ္ဌဖြစ်အောင်စောင်းမကြည့်ရှုပေးအောင်မယ်လေဗျာ ရှာအဖလို့ပြောလိုက်တယ်ဘာသာလိုက်တာအမလေးဘလို့ဝါသာမဟုတ်ဘူးကျမလေးအဲ့ဒါကြောင့်အဖကိုအားကိုးတာဗာလေးဒါပဲနော်အဖလေးလည်းခုနေကကြိုပြောထားလိုက်မယ်ရန်ကုန်ချင်းချင်းကြီးတော့မပြန်ရဘူးငါအေးစစ်စစ်အနားယူဗာလေးလိုအပ်တာလေးအားလုံးသမီးလေးကိုသာပြောလုံးဝအားနာနဲ့ ဟိုဥက္ကဋ္ဌမကြီးကသမီးဆိုတာလေခင်မုံလေးတစ်ယောက်လည်းမတွေ့မိပါလား ချက်မောက်မင်းကြည့်ရတာမနေ့ကလေးကပြားနဲ့အခုလည်းပြားဖြစ်လာတယ်ဘယ်လိုဖြစ်တာ
ဥက္ကဋ္ဌမပြန်တော့လဲဆယ်မှုလိုက်ပြရတာပေါ့ကွာဟိုမျိုးကအဖရဲ့ညီခရိုနီဖွက်ကြားကောင်ရောက်နေလို့ရွာထဲမှာရှိတဲ့ကြက်တွေပဲလိုက်ဆွဲနေတာအခုလဲအဲ့ဒီဖွက်ကြားကြိုက်တဲ့ဝတ်မြင်မနေတာလိုက်ရှာနေတာဟေး ဩဟိုမမောင်ကျော်ဆိုတဲ့ကောင်ပြောတာမလား အေးဟုတ်တယ် ဟမ်ဒီခရိုနီဖွတ်ကြောကောင်ကရွာကိုပျော်ပဲသားထွက်လာတာပဲဥစ္စာဟမ်လူအပ်တီများကိုမှားစားပြီးတော့ပြန်သွားမယ်ဥစ္စာဘာဖြစ်လို့ဥက္ကဋ္ဌမအဲ့လောက်တောင်မှပြက်ဖြစ်နေရတာလေဒီမှာအဲ့ဒါကြောင့်ငါတို့တိုင်းပြည်မတိုးတက်တာသိရလားဆယ်မှုချက်ဖောက်ရဲ့မင်း အေးအဲ့ဒါအရေးမကြီးဘူးအဲ့ဒီမောင်မောင်ကျော်ဆိုတဲ့ကောင်ကနှာဘူးကြတဲ့နေရာမှာနှာဘူးအဆင့်နဲ့မကဘူးနှာတိုင်ကြီးအဆင့်လောက်ရှိတယ်အခုလဲအဲ့ဒီကောင်ကခင်မုံကြားချောင်းချောင်းနေတာနော်မင်းအဲ့ကောင်အဲ့တန်းလွတ်ထားလို့မဖြစ်ဘူး ဟုတ်တယ်ဒီကောင်ဒီတိုင်းလွတ်ထားလို့တော့မဖြစ်ဘူးဒီမှာဟဲ့ရီးစားလူလူဦးမှုကြွက်ခတ်တယ်မကြောက်ဘူး မကြဘူး ဩဆယ်မှုဖြစ်ပြီဒါလည်းမသိဘူးလားမကြောက်ဘူးရမှတ်ထားဖွတ်ကြားနဲ့သားတွေရွာပြင်မှာတွေးကြပြီပေါ့ကွာ အမလေးအမောပြေတောက်ဖို့အတွက်ရေအေးအေးလေးယူလာအိမ်မကလေရေခဲတက်တာမရှိပေမဲ့အမလေးကိုရေအေးအေးလေးတောက်စီခြင်းနဲ့စီရနာနဲ့ရေခဲလိုက်တဲ့ရေ ညာ မဟုတ်ဘူးရေခဲရိုက်ထားသလိုအေးနေတဲ့ရေလို့ပြောတာ ဟာဟုတ်တယ်ဗာလေသမီးအဲ့ဒါလိုပဲသူကစကားပြောသိသိရောထွေးထွေးနဲ့လောပြောတာတော့အေးအေးလေး တောက်မယ်ဟိုခင်မုံလေးတိုက်တဲ့ရတ္တာရည်လေးကိုတောက်လိုက်ရည်ရင်ထဲမှာလန့်ဖြစ်သွားမှသိကြတယ် တက်ပါဗာလေတက်ပါ ခင်မုံလေးရလေတချိန်နဲ့ချိန်ပူပြီးတော့လှလာလန်းလာတယ်ဗျာ အမေတို့သမီးဆိုတော့ဒီလောက်တော့ရှိမှာပေါ့ဗာလေးရေ ဒီပုံစံတိုင်းဆိုရင်လေမြို့တက်ပြီးတော့ဗီဒီယိုမင်းသမီးလုပ်ဖို့တော့ကောင်းနေ ကဲ အမလေးကညောက်နေပြန်ပါပြီ ဟိုမြောက်တော့မဟုတ်ဘူးခင်မုံလေးတကယ်ပြောတာခင်မုံလေးရဲ့အလှလေးပုံမာဒန်နီနဲ့ကလီယိုပတ်ထရာနှစ်ယောက်ပေါင်းထားတဲ့ဘောကာကြအလှရင်းလူတကောင်ယူသွတ်စေနိုင်တဲ့ international အလှ အမလေးတော့ ဘာဖြစ်လာလဲသမီးဘာပြုတ်ကြလို့လဲ ကောင်းတဲ့မျက်နှာကျထုတ်တယ်နဲ့စောင့်မိတာအမေပုံဝင်မြင့်ပြီးညောက်တက်သွားတယ် ဒီလှလိုက်တာသမီးရေငါတကူများပြုတ်ကြသလားလို့အဲ့ဒါလိုပဲဒါလည်းအမေတူတာသူလည်းမြောက်သိကြိုက်တာဗာလေ တော့ပါဦးမလေး တောက်တော့ဗာလေ ဟာတင်းတဲ့တော့ကြာရနော်ကဲရွာမလာကြာရွာလူတွေကဝတ်တာနေကြတယ် ဘာ ဟုတ်ပါဘူးပါလို့ကျွမ်းတော့ဝမ်းနေနေကြတာလို့လွမ်းလို့လေတင်းရဲ့ရွာမှာတော့လုံးဝအီဘိုလာပဲနော်တေသွားတာနော်မဟုတ်ပါဘူးဟိုပေါ်ပြူလာပဲတဲ့တင်းကအရန်ပေါ်ပြူလာခဲ့တယ်ရွာမှာပေါ်ပြူလာခဲ့တယ်တဲ့ဗျာကိုတာကြီးရဲ့နှသိုးကြီးနဲ့တင်းကြီးကလုံးဝဆင့်နေနော်တင်း ဟာငတိုးကြီးနဲ့ငါနဲ့တဆင့်နဲ့ တင်းရဟုတ်တယ်လေဒီမှာကိုတာကြီးရဲ့နှသိုးကြီးရတယ်တရားလုံးမှာလူရိုးအများဆုံးအကောင်တင်းရဲ့တရားလုံးမှာလူရိုးအများဆုံးဆိုတော့အတူတူပဲဗောတင်းရဲ့အချလို့လေးစားလို့ပါတင်းရဲ့တင်းရခရိုနီလောက်ပဲလောက်စားတယ်ဟလား ဘာကွာဘာခရိုနီလဲ ဟုတ်တယ်လေတင်းရအာနာရှိရဲ့လူတွေပိုင်တယ်ဆိုတော့အကြောင်းမျိုးတော်တယ်ဆိုတော့အကြောင်းတင်းရအဲ့ခရိုနီလုံးနဲ့ပဲကြီးပွားချမ်းသာနေတာဆိုအချလို့ပါဗျာတင်းချုပ်ခရိုနီအလုပ်လေးပါတွင်ပြလို့မရဘူးလားဒါကရှော့ယူပါဆိုယူရတော့ ဒီမှာဟဲ့မင်းဘာမှမသိပဲစွတ်တယ်မနေနဲ့ခရိုနီဆိုတာအလုံးမဟုတ်ဘူး အော်မသိပါဘူးဗျာချုပ်လို့ရွာသူရွာသားတွေကတရားလုံးတိုင်ပတ်နေကြတယ်ဟုတ်ဒါတင်းရွာကိုလာပြီးမတရားစားလုံးတောက်တော့လေကုကြီးကတော့တောင်းနေတယ်အော်တင်းရအကူလို့တင်းရဲ့ဒီမှာတရားလုံးဟာဒီဒဲမြေကိုတိန်းထားတာဗျာပြန်တောင်းလို့မရဘူးဖြစ်နေတယ်အဲ့ဒါဟိုဘာပိုင်မင်းညာပိုင်မင်းဆိုပြီးလုပ်နေတယ်အဲ့တင်းကုကြီးလေးပါပေးအောင်ဗျာအကူလို့တင်းရဲ့နော် ဟဲ့ငါစလူကောင်လဲမြေတို့သိမ့်တယ်ဆိုတာသိမ့်ကျင်လို့သိမ့်တာမဟုတ်ဘူးကွာနိုင်ငံတော်စီမံကိန်းတော့သိမ့်တာယုံလားတော့မသိဘူးတတိုင်းပြည်လုံးကြီးပွားချမ်းသာဖို့အတွက်သိမ့်တာလူတစုချမ်းသာဖို့သိမ့်တာမဟုတ်ဘူးယုံလားတော့မသိဘူးသမင်းနဲ့စားဖို့အတွက်တိုင်ပတ်နေတယ်ဆိုရင်တနက်လျှော့စားလိုက်ဒါတိုင်းပြည်အတွက်ပဲကွာ အော်မသိပါဘူးတင်းရကျွန်တော်ကလေတိုင်းပြည်မှာလှုပ်သမားလဲသမားပြည်သူလူထုတွေတန်း60တဲ့ဒုက္ခရောက်နေတဲ့အချိန်မှာခမားတို့လက်တဆုပ်စာလူတစုကနေပြီးတော့နိုင်ငံခြားဘဏ်တွေမှာတော့ပတ်စံရအပ်ထားတယ်ဆိုရယ်အဲ့ဒါအမွေရတဲ့ပတ်စံတော့မဟုတ်ပါဘူးနော်တင်း ဒီမှာလက်ထုကောင်မင်းနားမလဲပါဇက်ပိတ်ထားလိုက်ဟေးပါဇက်ပိတ်မထားရင်တန်းစီပြီးပါရိုက်ခံရမယ်မဂျပန်တက်တော်မွေးခဲ့တဲ့အမျိုးကောင်းသားတွေကြံနေသေးတယ်ဆိုတော့မင်းသဘောပေါက် ဟာကြောက်ရတယ်ပါရဲ့ချန်ပီယံတွေရဲ့ကြောက်ရတယ်ဗျာမပြောရဲပါဘူးဗျာဒီမှာတင်းတခုတော့ရှိရယ်ကျောက်က